ကျမ်းမာစေဖို့အချက်၅ချက်ကိုမျှဝေပေးသားပါမယ်အမျိုးသမီးတိုင်းအတွက်တင်ရင်ကျမ်းမာမှုဆိုတာအရန်ကိုတန်ဖိုးထားရတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီးတွေအနေနဲ့နေ့စဉ်ဂရုစိုက်ပေးရမယ်တင်ရင်ကျမ်းမာစေဖို့အချက်၅ချက်ကိုမျှဝေပေးသားပါမယ်အမတ်1အနေနဲ့ဂရုစိုက်ရမယ့်အချက်ကတော့စီးဝမ်းစနစ်ကိုဂရုစိုက်ပေးဖို့ပါကိုယ့်ရဲ့စီးဝမ်းသွားတဲ့အခြေအနေကိုအမြဲဂရုစိုက်ပေးဖို့လိုအပ်ပါတယ်တင်ရင်ဆိုတာစီးအိမ်နဲ့ဝင်းအိမ်ကြားမှာရှိတာဖြစ်တဲ့အတွက်အိမ်မှာပြောင်းလဲမှုတစ်ခုခုရှိတဲ့အနေအထားတွေမှာဆိုရင်စီးသွားတဲ့စနစ်ဝင်းသွားတဲ့စနစ်တွေကပြောင်းလဲလာတတ်ပါတယ်ဥပမာရုတ်တရက်ဝင်းချုပ်လာတာတွေစီးပူစီးချစီရောက်တဲ့အနေအထားတွေဆိုလည်းတင်ရင်ကျမ်းမာရေးနဲ့ဆက်ဆိုင်နေပါတယ်နံပါတ်2အခြေအနေကတော့စိတ်ဖိစီးမှုလျှော့ချတာပါ။တင်ရင်ဆိုတာကဟော်မုန်းတွေနဲ့အဓိကသက်ဆိုင်ပါတယ်။တင်ရင်ကျန်းမာဖို့အတွက်ဟော်မုန်းတွေညီမျှနေဖို့လိုအပ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ရဲ့ကောင်းမွန်တဲ့ဟော်မုန်းတွေဖြစ်တာဖို့အတွက်ဆိုရင်စိတ်ဖိစီးမှုတွေကိုလျှော့ချပေးဖို့လိုအပ်ပါတယ်။နံပါတ်3အချက်ကတော့အရေးဝအောင်အိပ်စက်ခြင်းပါ။အရေးဝအောင်အိပ်စက်ခြင်းကခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပြီးတော့တင်ရင်ရဲ့လှုပ်ဆောင်ချက်တွေကိုကောင်းမွန်စေတဲ့အပြင်ခန္ဓာကိုယ်ရင်းအင်္ဂါတွေရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုလည်းကောင်းမွန်လာစေပါတယ်။နံပါတ်4အနေနဲ့ကတော့အာဟာရပြေဝအောင်စားတောက်တာပါအစာလဲဆေးလဲအစာဆိုတဲ့အတိုင်းစားသမျှအစားတောက်တွေကအာဟာရပြေဝဖို့လိုအပ်ပါတယ်ဒါကြောင့် ready made စားတောက်တွေကိုတတ်နိုင်သမျှလျှော့ချပြီးတော့အာဟာရပြေဝစေမယ်အသားကအသီးရွက်နဲ့အသီးနှံတည်တည်ဝလံစတာတွေကိုစားသုံးပေးဖို့လိုအပ်ပါတယ်နံပါတ်5အနေနဲ့ပြုလုပ်ပေးရမှာတော့ရေမြမြတောက်ပေးရမှာပါမနေ့စောစောအိပ်ရထားမှာရေဘဝတောက်ခြင်းအပြင်ဝင်းမှန်မှုကိုလည်းအထောက်အကူဖြစ်စေပြီးတော့စီးသွားတဲ့အခါမှာလည်းစီလန်းချောင်းနဲ့မိမိကိုယ်လန်းချောင်းမှာရှိတဲ့မကောင်းတဲ့ဘက်ထရီယာတွေကိုတန့်ကျင်စေပါတယ်မျိုးသမီးကျန်းမာရေးလပါရေးဆိုင်ရာတွေကိုမျှဝေပေးပါမှုအရေးအကောင်လေးကိုပေါင်းလေးနှိပ်တဲလေးပေးသွားပါတော့နော်သိချင်တာတွေရှိရင်လည်းကွန်မန့်မှာမှန်းခဲ့ပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်